မကြသေးမီနှစ်များအတွင်းမှာအဲကန်ဒီဇိုင်းတွေအများကြီးပြောင်းလဲလာခဲ့ပါတယ်ဒီအိမ်မှာမူလကရှေးရိုးစတိုင်အဲကန်တစ်ခုရှိခဲ့တာပါအစပိုင်းမှာတော့မိဘတွေပဲနေထိုင်ခဲ့ကြပေမဲ့တားဖြစ်သူအိမ်အောင်ပြုပြီးနောက်မှာတော့ချွေးမဖြစ်သူပါပြောင်းလာခဲ့ပါတယ်သူမကခင်မိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးဒီလိုပရိဘောကအဟောင်းတွေကိုလုံးဝမကြိုက်ပါဘူးဒါကြောင့်မိသားစုကသူတို့ရဲ့စုဆောင်းငွေတွေကိုတုံးပြီးအရာအလုံးကိုတည်တက်ပြီးစတိုင်ကြအောင်ပြန်လည်ပြုပြင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အနေရရှိတဲ့တစ်သားပြားတွေနဲ့လှုပ်ထားတဲ့လေးလံနဲ့နေရန်ကပ်ဗီဒီယိုတွေမရှိတော့ပါဘူးအဲ့ဒီအစား plastic board တွေကိုအောက်ခံအနက်ရောင်နဲ့အသုံးပြုပြီး85လက်မ TV ကိုတက်ဆင်လိုက်ပါတယ်တစ်ခုလုံးကိုရိုးရှင်းပြီးခင်မိတဲ့ခန်းစားချက်မျိုးပေးစွမ်းပါတယ်အောက်ဖက်မှာတော့မုတ်တွေနဲ့ပစ္စည်းသေးမွားလေးတွေထည့်ဖို့အတွက်လျှို့ဝှက်အန်ဆွဲတွေကိုတိစောက်ခဲ့ပါတယ်ဘေးဘက်မှာတော့အမှုပညာလက်ရာလေးတွေပြသဖို့အတွက်မှန်ဗီဒီယိုလေးထည့်ထားပါတယ်အဲယာကွန်းကိုလည်းအသစ်လဲလိုက်ပါတယ်နေရာရှုပ်တဲ့အဲယာကွန်းအဆောင်ကြီးမဟုတ်တော့ပါဘူးအခုဆိုရင်နေရန်နဲ့မြုပ်ထားတဲ့စနစ်တစ်နဲ့ပိုပြီးလှပသွားပါပြီဆိုဖာလားနေရာအများကြီးယူပြီးဖုံတက်လွယ်တဲ့မူလပုံစံဆိုဖာအဟောင်းကိုဖယ်လိုက်ပါတယ်အဲ့ဒီအစားကော်စောကလတ်ထိုင်တယောက်ထိုင်တွေနဲ့အနက်ရောင်ဆိုဖာကိုရွေးချယ်လိုက်ပါတယ်စတိုင်ကြပြီးလက်တွေ့ကြသလိုတန်ရှင်းရတာလည်းလွယ်ကူပါတယ်သူတို့တွေဝရန်တာကိုလည်းဖွင့်ထုတ်လိုက်ပြီးဧကန်နဲ့တစ်ဆက်တည်းဖြစ်အောင်လုပ်လိုက်ပါတယ်ခိုင်ခန့်တဲ့တမနီပေါင်တွေကိုနေရန်မှာမူလီတွေနဲ့မြင်းမြန်အောင်တက်ဆင်ထားပါတယ်ဘလောက်တောင်ခိုင်ခန့်လဲဆိုရင်ဇနီးဖြစ်သူကအပေါ်မှာတက်ကလိုက်ရင်တောင်တုံးလုံးမှာမဟုတ်ပါဘူးအောက်ဖက်ကနေရာလို့ကိုတော့ဖုံးဆုပ်ဆက်အဝိရှော်ဆက်အချောက်ခံဆက်နဲ့တခြားအိမ်သုံးပစ္စည်းတွေထည့်ဖို့အတွက်တစ်သားဗီတိုထဲမှာတည်တည်တက်တက်ဖုံးကွယ်ပြီးအသုံးပြုထားပါတယ်အဆင်ပြေအောင်လက်ဆေးကန်လေးတစ်ခုလည်းထည့်ထားပါသေးတယ်အပေါ်မှာတော့အဝတ်လမ်းဖို့ချိတ်တွေကိုတက်ဆင်ထားပါတယ်အဝတ်တွေကိုအဲ့ဒီမှာတင်လျှော်ပြီးတန်းလန်းလို့ရသွားတာပေါ့မကြာခဏအသုံးမပြုတဲ့ပစ္စည်းတွေတိမ့်ဖို့အတွက်နောက်ထပ်နေရန်ကပ်ဗီတိုတစ်ခုကိုလည်းထည့်ထားပါသေးတယ်နောက်ဆုံးအနေနဲ့ကမ်ပင်းထွက်တဲ့စတိုင်စပွဲနဲ့ကလတ်ထိုင်တွေကိုထားရှိလိုက်ပါတယ်မိသားစုတွေအနားယူခြင်းတဲ့အခါအဲ့ဒီမှာထိုင်ပြီးနေအောင်ကြီးကိုခန်းစားရင်းစကားပြောလို့ရတာပေါ့ဒီအဲကန်ဒီဇိုင်းကလက်တွေ့ကျပြီးခင်မကုန်တဲ့အပြင်အိမ်ကိုပို့ပြီးနှွေးထွေးစေတယ်လို့ဇနီးဖြစ်သူကိုလည်းစိတ်ကျေနပ်မှုအပြည့်အဝရရှိစေပါတယ်အခုဆိုရင်ကိုကြည့်လိုက်ရအောင်